အားလုံးပဲမင်္ဂလာပါ Move from America page ကနေကြိုဆိုလိုက်ပါတယ်အခုဆိုလို့ရှိရင်တော့ American နိုင်ငံ East Coast မှာအခုဆိုရင်မနက်10:08 မိနစ်ရှိပါပြီဒီနေ့ကတော့မနေ့က Labor Day ဆိုတော့ဒီကျမရဲ့ကျောင်းသားတွေလာတွေ့နေအခုပေါ့နော်ဒီ American နိုင်ငံမှာကျောင်းတက်ဖို့ရောက်နေတဲ့အမကြီးတယောက်နဲ့ interview ပေးမလို့ပါအခုကဒါတော့အမနေတဲ့အိမ်ရဲ့ပတ်ဝန်းကျင်ဟောပါတော့ neighborhood လေးပါ American နိုင်ငံမှာကောင်းလာတော့အိမ်တွေကတော့လုံးချင်းအိမ်တွေများတယ်ပေါ့နော်အမကစင်ကာပူလာရဆိုစင်ကာပူမှာကျတော့အဲ့လိုလုံးချင်းအိမ်တွေတိတ်မရှိဘူးเนาะဟုတ်တယ်မလားစင်ကာပူမှာလုံးချင်းအိမ်ကတတိရက်ကွက်ပေါ်တာဟွာလေသူတို့ဒီတမန်ကန်နဲ့လားအဲ့လာပဲရှိရအမတို့အကုန်လုံး HTV မှာနေကြရတာပေါ့ HTV မှာငားပြီးတော့နေကြဟုတ်ပြီကဲအမနာမည်ကတော့မင်္ဂလာပါအမနာမည်ဘယ်လိုခေါ်ပါလဲရှင်မအီပါမအီရဆိုလို့ရှင်အမအကြောင်းလေးနည်းနည်းပြောပြပေးပါအောင်အမဟိုဟာဒီမှာပြန်နေပြီးတော့ Baseline Engineering ကို Civil Engineering နဲ့ကျောင်းပြီးတာပါစင်ကာပူမှာ construction firm မှာပေါ့နော်14နှစ်ရှိပြီလောက်တာပေါ့နော်အားပြီးတော့ဒီကလေးရလာတဲ့အခါကျတော့စင်ကာပူမှာကလေးရဒီဟိုပါလေ stay မရဘူးပေါ့အဓိကကိုရီဟိုပါလေ expert တွေတိုင်းထားတဲ့လူတွေကျတော့အခါကျကလေးကိုဒီ business နဲ့ online shop လည်းပဲလုပ်နေရတာပေါ့နော် shop ကိုအဲ့ခါကျတော့ကိုကဒီမိသားစုလိုက်အတူတူနေနေတဲ့အခါကျတော့ကျန်တဲ့နိုင်ငံတွေကိုကအမှန်ပြောရင် US ကဟိုဗီဇာမလွယ်ဘူးပေါ့နော်စိတ်ထဲမှာလို့အရင်မြင့်နေကိုရီအတွက်အရင်မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါကျတော့ကနေဒါတို့ New Zealand တို့ကိုဗီဇာရအောင် try ခဲ့တာပေါ့နော်အမဟိုပါလေကနေဒါမှာဗီဇာ2ခါ reserve ဖြစ်တော့ New Zealand မှာတကယ်ချင်းနေတဲ့တူတူမှာ New Zealand ဗီဇာကိုစူးစမ်းတာပေါ့နော်အဲ့အချိန်မှာပဲNew Zealand မရခဲ့ဘယ်လိုလုပ်မလဲပေါ့နော်ငါတို့ကျန်တဲ့နိုင်ငံတွေလည်းစူးစမ်းမယ်ဆိုပြီးတော့ကျတော့ဒီ US ကို try ဖို့ပဲစတင်တဲ့အခါကျ US ဒီ Facebook နဲ့ US information တွေပုံလိုက်ဖက်တာပေါ့နော်ဒီအချိန်မှာမမိုးရဲ့ဒီမမိုးရဲ့ဒီမမိုး page ကိုလည်းမမိုးရဲ့ page ကိုလည်းတည်ထားမိကြတာပေါ့နော်မမိုးရဲ့ဒီfollow တွေလုပ်ပြီးတော့စာတွေဝေဖတ်တဲ့အချိန်မှာမမိုးကဒီမမိုးနဲ့ဗီဇာမလုပ်လဲပဲဒီ information တွေ share ပေးနေရလေအဲ့ဒါကြောင့်အဲ့ကနေပြီးတော့ကိုကဒီအများကြီးသိလာပေါ့နော်ဒီ immigration မမိုးရဲ့ဒီဟို follow line နေတဲ့ဒီ immigration မမိုးကဒီ immigration ပေါ်မှာဗီဇာတွေလည်းလုပ်ပေးနေနေ information တွေ share ရတယ်သဘောကျသွားတော့မမိုးကိုဆက်သွယ်ပြလိုက်တာပေါ့အဲ့ခါကျမမိုးနဲ့စကားပြောရလဲလေဟိုမမိုးကတခါတည်းကို guideline ပေးလိုက်နိုင်တယ်အဲ့ဒီမှာရန်သဘောကျသွားပြီးတော့မမိုးနဲ့ဗီဇာဆက်လုပ်ဖို့အတွက်စုံဖြတ်လိုက်ပြီးတော့တခါတည်းပေါ့နော် American visa အစအရန်ခက်တယ်ဟိုအရန်ကြာတယ်ပေါ့နော်ကိုကနေဒါဆိုရင်ဒီတစ်နှစ်ကျော်လောက်လေချိန်ပေးပြီး processing နဲ့အဲ့လိုလုပ်ခဲ့ရတယ်ဆိုတော့အရန်ကြာမယ်လို့ထင်ထားခဲ့တာအရန်ဟိုမြန်တော့လေထင်တော့မထားဘူးလို့တော်တော်ကိုပဲဘယ်လိုပြောမလဲကိုဆိုရင်ဗီဇာရပြန်တဲ့4ရက်လောက်နဲ့တခါတည်းတက်ထွက်လာတာပေါ့နော်ကျောင်း processing ဆိုလဲ develop နဲ့ကြာတယ်ဗီဇာတွေဆိုလဲမမို့ကို information ပေးလိုက်တဲ့နဲ့ develop တော့မမို့ရအောင်တင်ပေးလိုက်တာဆိုတော့လေ American ဒီကိုလျှောက်သမျှဗီဇာတွေမှာအမြန်ဆုံးဖြစ်သွားတာကိုတွေ့ကြတော့လေအမဆိုရင်စလောက်တာမေလာနော်မေလာပြီးတော့appointment ယူတာလည်းနည်းနည်းသူကကတ်တယ်အမကဘယ်လဲ8လပိုင်းမှာပဲဗီဇာအဲ့လောက်မှရပြီးတော့4ရက်ပဲတန်းပြီးတော့ဒီမြန်လက်မှတ်တန်းဝယ်ပြီးထွက်လာအမပါ airline နဲ့လား Qatar airline လား United ဟုတ်တယ်သူ US airline နဲ့လာတာသူတန်းပြီးတော့တန်းပြီးလာတာအဲ့ဒါပေါ့ဟိုUS ကိုချက်ချင်းကြီးကိုစင်ကာပူနေတက်ထွက်လာတယ်လို့ US အမဆိုခုတည်းသူမယုံနိုင်သေးဘူးသိရမလားပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုအခုပေါ့အမဆို American နိုင်ငံမှာပြောနေပြီလားဟုတ်မိသားနံပါတ်1ချက်ပေါ့နော်မိသားစုနဲ့နေလဲရတာရဲ့ဒီခွင့်ပေါ့နော်လို့ပြောလေဒီ stay တွေအတွက်မပူရဘူးနံပါတ်2ချက်ကလေးရဲ့ပညာရေးအတွက်စိတ်ချသွားတယ်ပေါ့နော်ပြီးတော့ကိုလည်းပဲဒီပေါ့နော်အကြောင်းတစ်ခုကိုထပ်ပြီးတော့ upgrade တက်လိုက်ရမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုချက်ကဒီအလုပ်အကံကိုလုံနိုင်တယ်လို့လေဒီရတဲ့အခွင့်အလမ်းတွေရှိရဆိုတဲ့အခါကျတော့ဒီရောက်လာတဲ့အခါကျတော့ကိုရွေးချယ်တာမှန်တယ်ဆိုတဲ့အားမျိုးယုံကြည်မှုတော့ကိုပြည့်ရမ်းကြပါတယ်ပြီးမမို့နဲ့စကားပြောတဲ့အခါကျလည်းဒီ US ကဘောနော်ရေးချယ်ရကိုဒီကိုဗီဇာဆောက်လိုက်တဲ့ကနေကလေရေးချယ်တင်တယ်ဆိုတော့ဟိုယုံကြည်ကိုပြည့်မျိုးရှိအောင်မမို့ကအကြံပေးနိုင်တယ်ပေါ့မမို့အရင်ကျေးဇူးတင်ပါတယ်ရပါတယ်ရှင်ဟောပေါ့ဘာလဲဆိုတော့အခုစင်ကာပူမှာလို့နေလို့ရှိရင်ကလေးက3နှစ်ဆိုရင်အမတို့ကဘယ်လိုတိုင်းဟိုပါပေါ့နော်ဝင်လိုက်ထွက်လိုက်လုပ်ပေးရတာပေါ့နော်3နှစ်ကိုမဟုတ်ဘူးမွေးဒီကလေးမွေးပြီးတော့ဟို4လ5လလောက်ထိပဲတို့ကလေဒီမွေးရလဲကလေးရဲ့စင်ကာပူမှာမွေးရဟို4လ5လလောက်ထိပဲရပြီးတော့ကြတော့ဒီတို့က visit visa ပုံစံမျိုးပြောင်းပြီးတော့နော်ဒီ visit ပုံစံ visit လဲလာတဲ့သူတွေကကြအဲ့လိုပဲလေဒီတလားရတဲ့ extension တို့ရတယ်အဲ့ပုံစံမျိုးတွေနဲ့ပဲတောက်လျှောက်ဆက်သွားခဲ့တာပေါ့နော်ပြီးတော့ကလေးဒီကျောင်းက
ကိုရီကလေးဒီ pre school ပေါ့နော်အားမျိုးရှောက်တဲ့အခါမှာကိုရှောက်တဲ့အချိန်တော့ဆိုတော့ချမပေးသေးဘူးဒီထွက်လာကနေကြမှာလေဒီနေ့ကြတချို့တွေချပေးဆိုရင်ကိုကဒီကလေးចောင်းလာကလည်းပေးရမယ်ပေါ့နော်ကလေးចောင်းလာကတောက်လျှောက်ဒီ foreigner ချင်းတွေပဲပေးရမှာအဲ့ခါကျမိသားစုဒီကိုရီရဲ့ပေါ့နော်နှစ်ယောက်လုံးရဲ့လာစားတွေကတော့ဒီကလေးစီထဲမှာပဲပုံမှန်သွားမှာပေါ့အဲ့ခါကျတော့ကြမှာအကြောင်းမလို့တို့ကဒီစင်ကာပူမှာဆက်ပြီးမနေစင်တော့တာလည်းပါတယ်အဓိကအခုဆိုလို့ရှိရင်အမသားလေးက3နှစ်ပေါ့နော်ဟန်နရီက3နှစ်ဆိုတော့သူအခုရောက်လာတော့အမေရိကန်နိုင်ငံမှာသူဒီနိုင်ငံမှာဒီ state မှာရှိရဲ့ဟိုပါပေါ့နော်ဒီဟိုပါပေးတဲ့ဟို procedure တခုကိုသူရှောက်လိုက်တာ WIC program ကိုရှောက်လိုက်တာပေါ့နော် Women Infant Children ဆိုတဲ့ program တခုကိုရှောက်လိုက်တဲ့ခါမှာအဲ့မှာဆိုလို့ရှိရင်သူတို့ကဟို income level တခုတက်မှတ်တာအဲ့ income level မမီတဲ့လူဆိုလို့ရှိရင်သူတို့ကနောက်စဉ်ဟိုထောက်ပံ့ကြေးပေးရမှာနော်ကလေးတွေကိုအာဟာရပြည့်အောင်ကျွေးမွေးဖို့နောက်ပြီး education နဲ့ပတ်သက်ပြီးတော့ထောက်ပံ့ကြေးပေးတဲ့ခါကျတော့အမတို့ကရသွားတဲ့အတွက်အခုသူ့ကလေးဆိုလို့ရှိရင်တစ်လကို$52အဲ့ no mode တို့ cereal တို့အဲ့စားစရာတွေဝယ်ဖို့အတွက်ကိုအခုပေါ့နော်သူတို့လားစရင်ရရမယ်ပေါ့နော်အဲ့လည်းသူတို့ကဝယ်လို့ရတယ်ပေါ့နော်အမေရိကန်နိုင်ငံမှာနောက်ပြီးလို့ရှိရင်မိဘကကျောင်းလာတက်တဲ့ F1 နဲ့ကျောင်းလာတက်တဲ့ဆိုလို့ရှိရင်အမေကလာတက်တဲ့ဆိုရင်အဖေကလည်းဟို F2 တပတ်နဲ့လာလို့ရတယ်ပြီးလို့ရှိရင်ကလေးကလည်း F2 နဲ့ရတယ်ပြီးရင်ကလေးကဆိုလို့ရှိရင်အသက်20နှစ်ထိပေါ့နော်အသက်20နှစ်အောက်ထိလိုက်လာလို့ရတယ်ဒါပေမဲ့ဟိုပေါ့နော်ဒီအသက် K1 ဆိုတော့အဲ့လိုပေါ့မူလာနယ်ကနေပြီးတော့12တန်းထိကအစိုးရကျောင်းမှာတက်မယ်ဆိုလို့ရှိရင်တော့ free education ရပါတယ်အဲ့ဒါတော့ကောင်းတဲ့ချက်ပေါ့နော်ကိုပါနာကိုပတ်စံရှိရဆိုရင်တော့ private school မှာတက်တဲ့ရင်တော့ပတ်စံပေးရပါတယ်ဒါပေမဲ့အစိုးရကျောင်းမှာဆိုလို့ရှိရင်တော့ free education ပေးပါတယ်အဲ့ဒါပေါ့နော်ဒါတွေကတချို့တွေကြတော့ဟိုပါတိတ်ခြားနိုင်ငံတွေမှာတော့မရှိဘူးဒီနိုင်ငံမှာတော့အဲ့လိုမျိုးလုပ်ပေးထားတယ်နောက်ပြီးလို့ရှိရင်ပေါ့အခုလိုမျိုးမိသားစုလိုက်လာလို့ရတဲ့နိုင်ငံဆိုတာရှားတယ်နော်ဘာလို့ဆိုတော့အခုနောက်ပိုင်း UK ကလည်းမိသားစုလိုက်လာပိတ်လိုက်ပြီနော်သူတို့နိုင်ငံမှာလည်းလူကြီးများနေလို့လားမသိဘူးသူတို့ကအခုကចောင်းသားလာလို့ရှိရင်မိသားစုခေါ်လာလို့မရဘူးပြီးတော့ကနေဒါကျတော့ English speaking နိုင်ငံတွေစဉ်းစားကြည့်မယ်ဆိုရင်ကနေဒါကျတော့လေအခုကအမပြောကနေဒါ processing ရမလို့လေ processing ကလေအမတို့တော့ဆိုရင်3လကြာတင်ပြီးတော့ဗောနော်ဒီစားက complete ကိုပြင်ပြီးတော့စာ application ဒိတ်ကမယ်ဒီ result ဗောနော် result ဆို result ထွက်တာကမှ3လကျော်ကိုရီတော့3လကြာတယ်ဗောနော် first application တော့လည်း3လကြာတယ် second application second try နဲ့ခါမှလည်း3လကြာအဲ့ဒါကိုစိတ်ထဲမှာ US ကဒီဗောပြင်မလို့ဟိုလေအရင်ဟိုနိုင်ငံကြီးဆိုဗောနော်ဒီကနေဒါတက်တော့မှဟိုဖြစ်နိုင်ငံကြီးဆိုတော့ကိုရီအတွက်ကအဆင်ပြေပါမလားကိုဗီဇာအခုဖြစ်ပါမလားအဲ့လိုတွေအရင်ဝါရီများပြီးတော့လေကိုဗီဇာမရှိခဲ့မမနဲ့အဲ့လိုဒီစားလုံးလိုက်တဲ့အခါကျအရင်လေဒီဗီဇာတွေကျလာတဲ့အခါကျကိုအရင်ပြောတာဗောနော်ဟုတ်တယ်သူအမျိုးသားဆိုလည်းမလေးဗီဇာရအရင်နေပြောပြီးဖုန်းတွေဆက်အဲ့ဒါဘယ်လိုအမတို့ကနေဒါလောက်တော့လေဟိုဟာလေးဗါလေအမပြောတယ် COC တို့ရဲစကန်ထောက်ခံစာလို့ပြောရနော်ကနေဒါဗီဇာမလျှောက်ခင်မှာအဲ့ဒီဟာတွေကအများကြီးပြင်ရတယ်ရဲစကန်ဒီနေတဲ့နိုင်ငံပေါ့နော်စိတ်ထောက်ခံရဲစကန်ထောက်ခံစာတွေပြီးတော့ဒီ medical check up ဒီအဲ့ report တွေက attach တွေ့ရတယ် medical check up လုပ်လာတယ်မိသားစု3ယောက်ဆိုတော့1000လောက်ကုန်သွားတယ်တဲ့စစ်လဲ300ပေါ့နော်အဲ့လိုမမို့လေအကြောင်းရဟို US ကရောက်နေပြီကျောင်းလက်ကမသိဘူးမတော့တယ်ဟိုရန်ဝါတွေများလို့ဆိုဟဲ့ကျောင်းနဲ့လာပြီကျောင်းလက်ကမတော့သေးတော့ဘောနော်နဲကိုရှိခဲ့ရှေ့ကျောင်းလာတဲ့ပုံစံလေးတိုင်းနဲ့တင်တာပေါ့ခုချိန်ဒီကျောင်းလက်ကလေ9ရက်နေမှတော့ဆိုကျောင်းကအတက်နေတစ်ပတ်ကျော်နေအဲ့အမေရိကန်အခုနိုင်ငံခြားမှာကျောင်းတက်လို့ရှိရင်အမေရိကန်နိုင်ငံပဲကျောင်းလက်ကမသွင်းမနဲ့တက်လို့ရတဲ့နိုင်ငံပဲရှိပါတယ်ဒီရောက်မှပေးရတာပေါ့ဒါပေမဲ့တချို့ကျောင်းတွေကတော့ကျောင်းလက်ကတောင်းတယ်တချို့ကျောင်းတွေကျောင်းလက်ကတောင်းတယ်ဆိုတဲ့အကြောင်းကဘာလဲဆိုတော့မြန်မာနိုင်ငံကျောင်းသားတွေကဗီဇာရပြောလို့ဒီမှာကျောင်းမတက်ဘဲနဲ့ဟိုထွက်ပြေးကြလို့သူတို့ကကျောင်းလမ်းခတောင်းထားတဲ့ကျောင်းလေးရှိတယ်နော်အဲ့ဒါကတော့ကျောင်းတိုင်းတော့မဟုတ်ပါဘူးကျောင်းအနေချင်းပေါ့နော်တချို့တွေတောင်းတက်တာရှိပါတယ်မြန်မာများတဲ့ကျောင်းတွေပေါ့နော်အဲ့လိုပေါ့ညာတော့ဖြစ်ကျောင်းတွေကတော့ဒီအောင်မှပတ်စံပေးရပြီးလို့ရှိရင်ပတ်စံတော့မှအမားတို့က payment plan ရှိရလေ payment plan အကြောင်းမှတော့ပြောလို့ရတယ် payment plan ဆိုတော့အခုကိုကဒီ1 semester ပေါ့နော်4 semester ဆိုရင်အခု August မှာစတယ်spring semester ဆိုလို့ရှိရင် January မှာစတယ်payment plan ရှိရ payment plan ဆိုတာကိုကone semester တခုဆိုရင်4လမလား4လမှာဆိုလို့ရှိရင်တော့ payment plan ဆိုတာပေါ့ဒီ semester မှာ3ခါခွဲပေးလို့ရတယ်ထားပါတော့ဥပမာပထမဟိုအမားတို့ကျောင်းလာခဆိုရင်ဥပမာ9000ထားလိုက်9000ဆိုလို့ရှိရင်အမပထမတရက်ကို2000ပေးအဲ့လိုပေါ့နောက်တရက်2000နောက်တရက်1000အဲ့လိုမျိုးပေါ့နော်ခွဲပေးလို့ရတယ် payment plan တွေရှိတယ်ဒီနိုင်ငံမှာဟိုအရင်ဟို student တွေကို burden မဖြစ်ဘဲနဲ့ flexible ဖြစ်အောင်လုပ်ပေးထားတယ်ပြီးလို့ရှိရင်လည်းဒီမှာအမားတို့ဆိုရင်အခု master degree တက်တယ်ဆိုရှင်ညနေပိုင်းပဲတက်ရတာလေဟုတ်တယ်မလားညနေပိုင်းပဲတက်ရတာ9 credit ပဲတက်ရတယ်ဆိုတော့9 credit ဆိုတော့ကျောင်းမှာဟိုပေါ့9နိုင်ပဲတက်ရတဲ့တဘောပေါ့နော်အဲ့တော့ကျန်တဲ့ချိန်တွေကအလုပ်လုပ်လို့ရတယ်
တဲ့မှာအခုအမကအခုရောက်ခါစားမလို့ပေါ့နော်ပြီးကလေးလဲပါတယ်ဆိုတော့ဟိုအလုံးမလို့ရသေးဘူးပေါ့နော်ဒါပေမဲ့ तू ကအလုံးလို့မဆိုရင်တော့မနေ့ပိုင်းအလုံးလို့ပြီးတော့ညနေပိုင်းကြောက်တက်လို့ရတယ်ပေါ့နော် flexible ဖြစ်ပါတယ်ပေါ့နော်အဲ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုတခြားနိုင်ငံတွေနဲ့ဆာလို့ရှိရင်တော့ US ကတော့ပို့ပြီးတော့flexible ဖြစ်တယ်ပြီးလို့ရှိရင်စင်ကာပူမှာဆိုရင်အလုပ်တစ်ခုပဲလုပ်လို့ရတယ်နော် US မှာဆိုရင်အလုပ်ကကိုယ့်ကိုတိတ်တက်လုပ်လို့ရတယ်အဲ့နောက်ပြီးလို့ရှိရင်ခြားနိုင်ငံထက်ကွာတဲ့ချက်ကတော့ US ကတော့ဘယ်လိုပြောမလဲလက်စာလည်းမြင့်တယ်အလုပ်ကလည်း job opportunity ကလည်းပိုများတယ်ဘာလို့လဲဆို US ကကျဲလေလူကြီးရလည်းများတယ် state ကလည်း50ရှိရဆိုတော့ပြောရမယ်ဆိုရင်ကိုကအလုပ်တွေအများကြီးရွေးချယ်ပိုင်ခွင့်ရှိရပါတော့အဲ့ဒါပေါ့နော်အမအဲ့ဒါကနေဒါတင်တော့အမ visa reject ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဘာဖြစ်လို့လဲကိုကอ๋อဟုတ်ကဲ့ financial နဲ့တော့ဒီအကြောင်း reason တစ်ခုပေါ့နော်နောက်ဟုတ်ဒီကနေဒါလည်း unconditional လို့မပြန်ဘူးထင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါမျိုးတို့ဒီ explanation ပြန်ရေးပြရတယ်လေအဲ့ second time အဲ့လိုမျိုးပြန်တင်တယ်တဲ့အခါကျလည်း second time မှာ reject ဖြစ်တော့အဲ့အခါကျတော့ဆက်ပြီးမတင်တော့ဘဲနဲ့ New Zealand ကို third try လုပ်ကြ New Zealand မှာ approve ဖြစ်တယ်ဒါပေမဲ့ကိုကဒီ US ကိုအမျိုးသားအကိုပို့ပြီးအာတန်တော့အဲ့စောင့်လိုက်တာပေါ့နော်စောင့်ပြီး face လိုက်တဲ့အခါကျတော့ဟိုတကယ်တော့ unexpected ပဲတော့အရင်ဟိုလေ visa ရတော့အရင်ပြောပြီးတော့ဒီဘက်ဆိုပါကိုလေးလိုချင်တဲ့ဟာလည်းဒီဘက်ထွက်လာခဲ့လိုက်တာပေါ့နော်မကြီးကလည်းအရင်ယူတယ်မကြီးဆိုလို့ရှိရင် interview training နဲ့တေချာပြောပြမကြီးအဖြေတာတွေမှားနေရနော်ဆိုတော့ပြောတော့ तू ကမကြီးဖြေတဲ့အဖြေကိုသိအားမရဘူးပြောတာ तू ကနှစ်ပတ်လောက်ပေါ်မလာဘူးအဲ့သူမကြီးကိုဘယ်ရောက်ပါလဲလို့သိရမလား interview တော့ပြနေပြီလားဖြေပြီးသွားရင်လာလိုက်မိရပြီးတော့မဟုတ်ဘူးတဲ့အိမ်မှာလေးကျင်နေတာတဲ့အဲ့ပြသူနောက်တစ်ခါလာမစိုးပါဘူးတော်တော်အဆင်ပြေသွားပြီပေါ့နော်အဲ့နဲ့သူ့လည်းနည်းနည်းဟို train ပေးလိုက်ရတယ် train ပေးလိုက်တော့အဆင်ပြေသွားတယ်အဆင်ပြေသွားတော့တော့ဖြေတော့ visa ရသွားပြီဆိုတော့သူကပြောတော့ကိုလည်းဝမ်းသာသွားပါတယ်ဘာပဲပြောအမဒီမကလည်း simple ရိုးသားတယ်ဟိုရေးစကြိုးစားလေးဆိုတော့လေသူကအဲ့လိုရိုးသားရဲဆိုဟိုလို့ခေါ်ပလဲအခုလိုမျိုးဟိုဘာလို့ခေါ်မလဲမြန်မာနိုင်ငံနေမျိုးကနေပြီးတော့စင်ကာပူမှာလွတ်လွတ်တယ်ပြီးတော့အခု American နိုင်ငံလို့ top country ကိုရောက်နှံ့နိုင်တယ်ဆိုလဲအမကိုလည်းတကယ်လဲချီးကျူးပါစ조사အားထုတ်မှုပေါ့နော်ဟိုဒီကတော့မမိုးလဲခိုင်းလိုက်ပြတာပေါ့နော်ကိုရီဆိုင်တယ်ပြီးတော့အမအဲ့လိုမျိုးဖြည့်သေးဘူးပေါ့နော်အဲ့လိုမျိုးကြံနေပြီးခဲ့လေဒါကကိုလည်းရအောင်ပြန်ပြင်တယ်ပေါ့ပြီးတော့မမိုးကြံတဲ့ဒီမမိုးရဲ့ interview training ဆိုရင်အကုန်လုံးမမိုးအကုန်လုံးတက်လို့ရတာဆိုတော့တက်လို့ရတယ်စိတ်ဝင်ရတယ်ဆိုအမှလေဟိုကိုမဖြေလဲနားထောင်တယ်နားထောင်တဲ့ကသူများတွေဘလို့ဖြေလဲအဲ့ကနေပြီးကိုကလည်းဟိုတင်ယူတာပေါ့နော်မမိုးဒီ interview training တွေမှာကိုအဲ့လိုမျိုးနားထောင်ဝင်ပေးတာတွေရောကို train ပေးတာအတန်လေးနဲ့တိုးတယ်ဖြေတဲ့ညီမလေးတဲ့အမအတန်လေးနဲ့တိုးနေလို့တဲ့မမိုးဒီ interview training မှာကိုကအစားအဆုံးပေါ့နော်သူများတွေဖြေတဲ့ဟာကိုလည်းနားထောင်ဝင်ရခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မမိုးပြီးတော့ကိုလည်းဒီ guideline တွေပြီးတော့ train ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အခုပေါ့အမရဲ့ American dream လေးပေါ့နော်သူအခုအမ American နိုင်ငံရောက်တာဘယ်လောက်ရှိဘယ်နှစ်ပတ်ရှိပြီလဲနှစ်ပတ်ရှိပြီဆိုတော့နော်အခု American နိုင်ငံရောက်တော့အမဘယ်လိုခံစားရလဲစင်ကူမှာတော့အရင် crowded ဖြစ်ပြီးတော့လေဟိုဆိုတော့ကိုရောက်တဲ့အခါကျသူတို့တွေကဟိုအရင်ပေါ့နော် positive နံပါတ် first ကဟို positive အရင်များတယ်သူတို့လူမျိုးတွေကလေစကားပြောလိုက်တဲ့နဲ့ဟိုဘယ်လိုပြောမလဲဟိုစိတ်ထဲရှိမရှိစိတ်ထဲမှာ peace ဟိုအရင်လေဟိုဘယ်လိုပြောသဘောကျတယ်ပေါ့နော်သူတို့လူကြီးလူကောင်းဆိုင်တယ်လေစကားပြောအဲ့မှာအရင်သဘောကျတယ်ကျောင်းမှာဆိုလဲဆရာတွေကလေအဲ့လို discussion လုပ်တဲ့ပုံစံတွေပါလေကိုစတဲ့နေဟို enjoy ဖြစ်တယ်ပေါ့နော်အရင်ဟိုကိုယ်စိတ်ထဲစာကြက်ရတာမဟုတ်လေဒီမှာများတော့ပြည့် discussion လုပ်တယ်ပြီးရင်ဆွေးနွေးတယ်ပြီးလို့ရှိရင်ကို critical thinking ပေါ့နော်ကိုကအဲ့လို critical thinking တွေဘာညာဖြစ်လာအောင်လေ့ကျင့်ပေးရပေါ့နော်အဲ့လိုမျိုးပေါ့နော်ဟို American နိုင်ငံမှာကျောင်းတက်တဲ့ခါကျရင်စာတော့လုံးကြက်တာမဟုတ်ဘူးသူကဖတ်ရတယ်ဖတ်ပြီးတော့နားလည်ရမယ်အဲ့ဟာကိုနားလည်ရမယ်ပြီးတော့စောင်းမင်းမှာမေးရဲ့ပုံစံကကြတော့လေသူတို့ကဘယ်လိုပြောမလဲကိုနားလေတဲ့ဟာမျိုးဖြေရတာဆိုပြောမှဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ဟို American နိုင်ငံမှာကျောင်းတက်လို့ရှိရင်ကိုယ့်ရဲ့ critical thinking skill ပေါ့နော်တိုးတက်လာစေရပါတော့ဆရာရလည်းသူကလေဘယ်သူကဟို participate လုပ်လို့လေအရင်ဟို good view တွေပဲပြောတော့လေဟုတ်တယ် participate လုပ်ချင်လာတော့ဟုတ်တယ်အဲ့ဒါပြောချင်တာလေဟိုအဲ့ကြောင့်ကျွန်မဆိုစာရေးအမြဲတမ်းကျွန်မဆိုရင်ဟိုဒီကိုယ့်ရဲ့ reader ရဲ့ဟို point of view ဆိုတော့ကျွန်မတောင်းလေးရှိတယ်အဲ့ဘယ်လိုထင်လဲဘာညာအဲ့လိုပေါ့အဲ့ဒါဒီနိုင်ငံမှာအဲ့လိုမျိုးပဲလေဒီနိုင်ငံမှာစတိုင်အဲ့လိုမျိုးလူတယောက်ကဟိုသူတို့ open minded ဖြစ်တယ်ကွာပြောချင်တာကိုတယောက်တည်းရဲ့အသွေးခေါ်ကို
စုတ်ကင်မထားဘူးဒါ American နိုင်ငံအဲ့ကြောင့် multi culture ဖြစ်ပြီး culture သူဒီနိုင်ငံမှာလူမျိုးစုံဖြစ်တဲ့အတွက်ဟို culture diverse ဖြစ်တယ်သူတို့ကတခြားနိုင်ငံရဲ့ကောင်းတဲ့အကျင့်လေးတွေကိုလည်းယူကြတဲ့အကျင့်လေးရှိတယ်အဲ့ဒါမှပဲကိုလည်းတိုးတက်လာမှာပေါ့နော်လူဟိုကိုကတခြားလူတွေလည်းပေါင်းသိမဆက်ဆံဘူးပြင်ကိုအသွေးမြေုံပဲအမြဲတမ်းမှန်နေလို့ယူဆထားရင်တော့တိုးတက်ဖို့ခက်ခဲတယ်အဲ့တော့ကိုက open mind လေးဖြစ်ရမယ်ပြီးလို့ရှိရင်ကိုကကောင်းလူတွေစီကကောင်းတဲ့အကွက်လေးတွေသင်ယူရမယ်အဲ့ဒါမှပဲကိုလည်းတိုးတက်လာမှာပေါ့နော်တချို့လူတွေကပြောတယ်ကျမအဲ့ပေါ့နော်ဒီကျမကိုတော်တော်အသက်ကြီးရလို့ထင်ကြတယ်တချို့တွေကအဲ့လိုလည်းမဟုတ်ပါဘူးဒါကတော့ကိုကငယ်တဲ့ကဟိုနိုင်ငံသားလေးချက်သွားလဲပါငယ်တဲ့ဟိုကျမငယ်တဲ့ကဟို7 မိကတဲ့နိုင်ငံသားမှာကြောင်းတက်တယ်အော်စတြေးလျမှာကြောင်းတက်ခဲ့တယ်ပြီးတော့လိုပေါ့ကိုလည်းခြားနိုင်ငံလေးချက်သွားတယ်လူတွေနဲ့စကားပြောတယ်ပြီးတော့ကိုဘာလုပ်တင်လဲဆိုစဉ်းစားတယ်နော်တဲ့မှာကိုရဲ့ dreams တွေနောက်လည်းလိုက်တယ်ကိုတက်20 30ကြားမှာလည်းတော်တော်စူးစမ်းခဲ့တဲ့အတွက်ကိုတက်30နောက်ပိုင်းမှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ဘဝကိုပုံဖော်လို့ရပြီပေါ့နော်ပြောချင်တဲ့အကြောင်းအရာကတော့ဟိုကိုယ့်ရဲ့ idea တွေကိုအမြဲတမ်း open လုပ်ထားတဲ့နော်နောက်ပြီးလို့ရှိရင်ခေတ်ကအမြဲတမ်းပြောင်းလဲနေတယ်အဲ့ဒါကိုကို changes တွေလုပ်ရမယ်သိရမလားအဲ့ဒါမှပဲကိုလည်းကိုဟိုဖြစ်ရမယ်ကိုလိုချင်တဲ့ဘဝကိုလည်းကိုပုံဖော်နိုင်အောင်စူးစမ်းရမယ်ဘာဖြစ်လို့ဆိုတော့ငငယ်တော့ဆိုလို့ရှိရင်ကျမတို့ဆိုရင်ဘယ်လိုပြောမလဲမိဘစကားနားထောင်တယ်ဒါပေမဲ့မိဘဆိုတဲ့အကြောင်းအရာကသူတို့လည်းအခုခေတ်ပြောင်းသွားတဲ့ခါကျသူတို့မသိဘူးသိမှာသူတို့ရဲ့ဟိုသူတို့ idea ကအမြဲတမ်းဟိုမှန်တယ်လို့လည်းပြောလို့မရဘူးကိုကလည်းကို idea ရှိလို့ရှိရင်ကို idea ကိုမိဘနဲ့ဆွေးနွေးတင်ပြပြီးတော့ဒါကိုကဘယ်လိုခေါ်မလဲလုံနိုင်ရမယ်လိုက်နိုင်ရမယ်ပေါ့နော်ဒါကိုရဲ့ဘဝကိုနေစင်းတဲ့ဒီဇိုင်းမျိုးကိုဖန်တီးနိုင်ရမယ်နော်အဲ့လိုမျိုးပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်ထားပါတော့အမဆိုလို့ရှိရင်အမနဲ့အမဆိုလို့ရှိရင်ကဲရောအမလည်းဟိုစူးစမ်းပြီးတော့မလုပ်ခဲ့ဘူးဆိုရင်အမလည်းစင်ကာပူနိုင်ငံမှာလုပ်နိုင်မှာမဟုတ်ဘူးနော်ပြီးတော့ American နိုင်ငံကိုလည်းတက်လှမ်းနိုင်မှာမဟုတ်ဘူးအဲ့တော့ပြောချင်တဲ့အကြောင်းကလူဆိုတာကတော့တနေရာလေးမှာပဲရပ်သက်မနေတတ်ဘူးရှေ့ဆက်ဖို့အတွက်အမြဲတမ်းစူးစမ်းနေတဲ့နေပြီးတော့အခုဟိုပေါ့စာတွေဖတ်တဲ့နေပြီးလို့ရှိရင်သူများတွေဘာလုပ်နေလဲပုံမှန်ချင်းနေလဲကြည့်နေမှာအဲ့မှာကိုလည်း changes စီလို့ရင်ကိုလည်းတိုးတက်လာမှာပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါကျောင်းတက်တဲ့ကုန်ကြစိတ်ကဘယ်လောက်ရှိလဲအမရဲ့ကျောင်းက$1000လောက်ပဲရှိရနော်12000လားမသိဘူး14000အေး12000ပါရတချို့တွေ12000ပေါ့အဲ့တော့affordable ပေါ့ပြောမယ်ဆိုလို့ရှိရင်ဈေးကအတင်းပေါ့နော် American နိုင်ငံမှာတချို့ကျောင်းတွေ9000 6000လည်းရှိပါတယ်တစ်နှစ်ဆိုလို့ရှိရင် American နိုင်ငံမှာကျောင်းတက်ရင်ဘယ်လောက်ကုန်လဲဆိုတဲ့အကြောင်းကတစ်နှစ်ကို1000ဝန်းကျင်ဆိုလို့ရှိရင်ဟိုပေါ့နေစိတ်စားစိတ်ဆိုရင်အခုအမားတို့ငှားနေတယ်ဆိုလို့ရှိရင်သူတို့ကတလောက်ကို1100ပေးရတယ်နော်3ယောက်မိသားစု3ယောက်1100ပေးရတယ်ရေဘိုးမီးဘိုးအကုန်လုံးပါပြီးနော်1100ပြီးရကိုတူတဲ့ဈေးသက်တာလည်းရှိဒီမှာအရင်ကန်ကောင်းသွားတယ်တခြားလူတွေတူတဲ့ဈေးကြီးနေတယ်ပြောချင်တာသူက1100နဲ့အကုန်လုံးပြီးစီးပေါ့နော်နေပြီးလို့ရှိရင်ဒါဟိုပေါ့သူတို့ဟိုကားတော့မရှိသေးဘူးကားရှိတော့ကားတက်စီဖို့ insurance ဖို့ကားဖို့တွေကားအပြတ်ဝယ်လေးရတယ်လေကားက9000လောက်တန်ဝင်လေးရတယ်ထားပါတော့အဟောင်းဆိုလို့ရှိရင်ပေါ့နော် second hand ဆိုရင်9000လောက်တန်အဲ့လောက်တန်ဝင်လေးရတယ်ပြီးရင်ကားတက်စီကား insurance ကအဲ့ဒီကုန်မှာပေါ့နော်အဲ့ဒီရှင်ပါပြီးလို့ရှိရင်ကလေးကိုဒေးကဲဖို့မဆိုရင်တို့နားမှာဒေးကဲစုံစမ်းတာတစ်ပတ်ကို365လောက်ကုန်မယ်တဲ့အခုတော့သူ့အမျိုးသားကြည့်ပေးနေတယ်နောက်လိုင်စင်များလျော်ကြည့်ပေးဒီနေ့သူလိုင်စင်တော့ဖြစ်မယ်ကားလိုင်စင်တော့ဖြစ်မယ်ကားလိုင်စင်ရခဲ့လို့ရှိရင်တော့ तू ကလည်းအလုပ်မှာပေါ့နော်အလုပ်လုပ်လို့ရှိရင်တော့ကလေးကိုဒေးကဲထားရမှာပေါ့နော်ဒီလိုပဲပေါ့တနေကုန်တော့ဘလူးမတော့နိုင်ငံမှာတော့ကလေးတော့ကြည့်မထားနိုင်ဘူးပေါ့နော်ကလေးကိုဒေးကဲပို့ပြီးတော့သူတို့အလုပ်တော့လို့အဲ့လိုမျိုးပေါ့နော်ဒီနိုင်ငံမှာကလေးတယောက်ရှိလဲပို့2ယောက်ရှိလဲဒေးကဲပို့ကြပါရှင်12000နဲ့ master degree ပြီးရထီတာမဟုတ်ပါဘူးတစ်နှစ်ပါ master degree က2နှစ်တက်ရတာပါနော်တစ်နှစ်အဲ့ဒါတစ်နှစ်စာပါ master degree က2 year 30 credit တက်ပါတယ်ဟို1 semester မှာဆိုရင်9 credit တက်ရတယ်2 semester ဆိုရင်18ပေါ့နော်ဟိုပေါ့ဘာလို့ခေါ်မလဲ2နှစ်ဝန်းကျင်တက်ရတယ်နော်အဲ့ဒါကိုဟိုပေါ့ဒီတောင်းလာက12000ဆိုရှိရော2နှစ်ဆိုရင်2400လောက်ကုန်မှာပေါ့နော်အဲ့ဒါပါပဲအခုကတော့ဒါတော့ပြောပြပေးချင်တာကတော့ American နိုင်ငံမှာဟိုကျောင်းလာတက်ချင်တဲ့လူတွေကိုဟိုဘယ်လိုပြောမလဲဟို idea လေးပြောပြပေးရပါတော့ဒီအမတော်မှအမအသက်ကအခုဆိုရင်38နှစ်နော်တော့အသက်ကြီးလေစူးစမ်းလို့ရပါတယ်ဆိုတော့ပြောပြပေးချင်တာပါတော့အသက်ငယ်မှနိုင်ငံသားမှာကြောက်တက်လို့ရမှာ American နိုင်ငံမှာဆိုရင်အသက်ကြီးလေကြောက်တက်နေကြပါတယ်ကျမတို့လို့ထဲအသက်55နှစ်လေကျမဟိုတနေ့သူပြောတယ်ဒီမှာစာဒီဂရီများတွေဦးတဲ့သူ့ရဲ့dreams ကmaster degree ကိုသူတက်မယ်တဲ့အခုတော့အချိန်များနေလို့ပေါ့သူအချိန်ရတဲ့တနေ့တက်မယ်လို့ပြောပါတယ်ပြောချင်တဲ့အကြောင်းကတော့ if you have a dream make it happen you know ကိုယ့်ရဲ့အိမ်မက်ကိုတနေ့နေ့အကောင့်ထဲပေါ်ပေါ့ဟ
ထားပါတော့ကိုအိမ်မက်လာမဲ့ပြောအိမ်မက်ကိုအကောက်ထဲမပေါ်မဲနဲ့ကိုကမမျော်လင့်မဲနဲ့သိဆုံးသွားခဲ့လို့ရှိရင်ဒါကိုကနောက်နောက်ရနေရလိမ့်မယ်လေနော်အဲ့တော့အိမ်မက်ရှိရင်အကောက်ထဲပေါ်တင်တာပေါ့နော်အဲ့ဒါလေးပေါ့နော်အဲ့ဒါလေးပြပြပေးချင်တာပါအခုပေါ့နော်အမကအခုအမတငယ်ချင်းကနယူးဇီလန်သွားရောက်သွားပြီပေါ့နော်ဟုတ်တယ်နယူးဇီလန်မှာသူဘယ်လိုနေတယ်လို့ပြောလဲတငယ်ချင်းနဲ့တေချာဟိုအသေးစိတ်မပြောဖြစ်သေးဘူးပေါ့နော်ကိုကလည်းဒီမှာရောက်ကားစားဆိုတော့ဒီက license နေနဲ့ကျန်တဲ့အကြောင်းကိစ္စတွေပါနေဆိုတော့လေနောက်မှအေးစေးသူတို့နဲ့ဒီ discussion တွေလုပ်ပြီးတော့နော် sharing တွေလုပ်ပြီးတော့ရှိပါတယ်တငယ်ချင်းတွေချင်းချင်းမာဆာဒီမှာအခုဒီနှစ်မှာကျမကျောင်းမာဆာလာတက်တဲ့လူတွေတယောက်ကမာဆာ in cyber security တက်တယ်။ကျောင်းကျတော့မာဆာ in biomedical science တက်တယ်။အဲ့မာဆာ in cyber security တက်တဲ့တယောက်ကသူက engineering မြန်မာ background ပြီးထားတာ electrical engineering American နိုင်ငံမှာ cyber security တက်တယ်။နောက်တယောက်ကျတော့မာဆာ in information system management တက်တယ်။သူလည်း engineering mechanical engineering ပြီးခဲ့တာ။နောက်တယောက်ကျတော့ biomedical science နောက်မာဆာ MBA လာတက်တဲ့လူလည်းရှိတယ်။ဘောနော် MBA မှာသူတို့မျိုးကွဲသွားရှင်ပြီးရင် Master in Engineering Management တက်တဲ့လူတွေရှိရယ်ကိုယ့်ရဲ့ဟိုပါဘောနော် background education နဲ့ပတ်သက်ပြီးတော့နီးစပ်တဲ့ဟာကိုတက်တာတော့အကောင်းဆုံးပါပဲရှင် Okay လမ်းလျှောက်အောင်ဒီနားမှာပတ်ဝန်းကျင်လေးတွေကြည့်ရအောင်နော်ဟုတ်ကဲ့ပါအခုပြောပြပေးချင်တဲ့အကြောင်းအရာကတော့ဘာမေဇာနဲ့လဲဆိုတဲ့အကြောင်းကတော့မေဇာတော့အများကြီးရှိပါတယ်ကိုကြိုက်တဲ့ကိုယ့်ရဲ့ background ပေါ့နော်ကိုယ့်ရဲ့ background မှာဘာရှိထားလဲဆိုတဲ့ဟာလေးတွေကိုတက်လို့ရပါတယ်နော် background မှာပါရှိထားလဲဆိုတဲ့အကြောင်းကတော့ကိုက business နဲ့ပြီးလို့ရှိရင်တော့ business ပေါ့နော် engineering ပြီးလို့ရှိရင်အဲ့လိုပေါ့ဟို computer science ပဲလိုက်လို့ရတယ်လို့MBA နဲ့လိုက်လို့ရပါဘောနော်စိတ်တဲ့ဘက်ကိုလိုက်လို့ရပါတယ်ပြီးလို့ရှိရင်တချို့တွေကြတော့လဲမြန်မာမှာ CPA ပြီးထားတဲ့မှာကြီးရှိတယ်သူကြတော့ဟိုပေါ့ finance အဲ့လိုမျိုးတက်တဲ့လူတွေရှိတယ်ဟို investment ပေါ့နော်အဲ့ဒါတွေတက်တဲ့လူတွေရှိပါတယ်ရှင်အမျိုးမျိုးတက်လို့ရပါတယ်ဒီမှာတော့ American နိုင်ငံမှာတော့ဟိုဘယ်လိုခေါ်မလဲဘာသာအစုံရှိရယ်ကွာဒီမှာကိုကြိုက်တဲ့ဟာကိုတက်လို့ရတယ်ဒါပေမဲ့ပေါ့နော် visa ရဖို့ဆိုတာကိုယ့်ရဲ့background education နဲ့နောက်ပြီးလို့ရှိရင်ကိုလုပ်တဲ့အလုပ်ကိုင်နဲ့နည်းနည်းဆက်ဆက်မှုရှိမှာပဲဒါကဖြစ်နိုင်ခြေရှိတယ်ဆိုပြီးတန်ရုံးအောင်ပြီးမှာပေါ့နော်အဲ့တော့ကျွန်မဒီနေ့ post တစ်ခုရေးထားသလိုပါပဲဟိုပါပေါ့မနေ့က Williams လို့ပြောရလေသူတို့ပြောတယ်သူတို့ကဆိုလို့ရှိရင်တဲ့ဟာAmerican နိုင်ငံကခက်တယ်ပေါ့နော် visa ခက်တယ်အတူတူပဲလေ visa ခက်တယ်ဆိုတော့သူတို့ကအနည်းဆုံးဟို2ခေါက်3ခေါက်လောက် try ဖို့စဉ်းစားထားတယ်တဲ့မှာအဲ့လို plan ထားရပေါ့သူတို့ mentally prepare လုပ်ထားတယ်စိတ်ကိုပြင်ဆင်ထားတယ်ဒါပေမဲ့သူတို့လည်းတစ်ခေါက်တည်းနဲ့ရခဲ့တယ်သူတို့နှစ်ယောက်ကိုလည်းကျွန်မလုပ်ပေးခဲ့တာတစ်ခေါက်တည်းနဲ့ရခဲ့တယ်ဒီအခုမက်အီကိုလည်းတစ်ခေါက်တည်းနဲ့ရခဲ့တယ်ပေါ့နော်သူတို့အားလုံးသူတို့အကုန်လုံးဇုံတွဲနဲ့ family နဲ့လာကြတဲ့လူတွေပါပဲပြောချင်တဲ့အကြောင်းကတော့ American နိုင်ငံမှာစာရေးစာတမ်းပြင်ဆင်တဲ့အခါ visa ပြင်ဆင်တဲ့အခါမှာစရက plan ချပြီးတခြားပြင်ဆင်ဖို့လိုတယ် plan မရှိဘဲရှောက်တင်နေဆိုလို့ရှိရင်တော့ visa ရဖို့မလွယ်ဘူးပေါ့နော်အဲ့တော့ပြီးလို့ရှိရင်အဲ့ဒါဆိုတာကျွမ်းကျင်မှုလည်းလိုအပ်ပါတယ်ကျွမ်းကျင်မှုဆိုတာတို့ critical thinking ပေါ့နော်ဒီလူတောက်ကသူ့ရဲ့ဟို background ကိုပြောလိုက်လို့ရှိရင်သူ့နဲ့ဘာကြိုက်လဲဆိုတော့စဉ်းစားပေးနိုင်ရမယ် plan ချပေးနိုင်ရမယ် guidance လုပ်ပေးနိုင်မယ်အဲ့လိုမျိုးဟာမျိုးလိုအပ်ပါတယ်ဘာဖြစ်လို့ဆိုကိုယ်နဲ့မကိုက်ညီတဲ့တချို့တွေဆိုရင်ဒီမကိုက်ညီတဲ့ဘာသာရပ်ကြီးကိုဇက်လိုက်ရှောင်းနေ visa 2ခါ3ခါ reject ဖြစ်တယ် No, it's okay. You can go. That's fine. နှစ်ခါသုံးခါ reject ဖြစ်တယ်အဲ့လိုပေါ့နော်ပြောမှဆိုလို့ရှိရင်ပြီးတော့မရဘူးဆိုလို့ရှိရင်လည်းတစ်ခါမရခဲ့ဘူးနှစ်ခါမရခဲ့ဘူးဆိုလို့ရှိရင်ဟိုကိုယ်ဟာနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်လည်း visa ဆက်လက်ပြီးရဖို့ခက်ခဲတော့တာပေါ့နော်တစ်ခါပြီးတစ်ခါပြောင်းလျှောက်တယ်ဆိုလို့ရှိရင်ဟိုတိုင်ရောလည်းမယုံတော့ဘူးလေနော်အမျိုးသား F2 ပါတဲ့ဟုတ်ကဲ့အမျိုးသား F2 နဲ့လိုက်လာလို့ရတယ်လေခလေးအမတယောက်ကအမျိုးသားဖြစ်အမျိုးသမီးဖြစ်ဖြစ်ကျောင်းတက်တယ်ဆို F1 အမျိုးသားနောက်တယောက်က dependence visa F2 နဲ့လိုက်လာလို့ရတယ်နော်အဲ့လိုပေါ့နော်ဟုတ်ကဲ့ပါအခုပြောပြရတယ်ဆိုလို့ရှိရင်ဒါအခုပေါ့ကျမနဲ့ဒီအစဆုံးလုပ်ခဲ့တဲ့ one stop service လုပ်ခဲ့တဲ့မအီကစင်ကာပူကနေပြီးတော့engineering လုပ်ပြီးတော့ American နိုင်ငံမှာအခုမာစတာဘာကြောင့်လို့လာတက်လဲသူ American နိုင်ငံကိုဘာကြောင့်ရွေးချယ်ခဲ့လဲပေါ့နော်အခုပြောပြသွားတဲ့အကြောင်းအလေးပါအခုပြောပြတဲ့အကြောင်းအလေးတွေကိုလည်းကျင်းနေမယ်လို့လည်းယုံကြည်ပါတယ်
သိချင်လို့ရှင်လည်းမိကွန်းလေးတွေကိုဖြည့်ထားပြီးမေးထားနိုင်ပါတယ်အားလို့ရှင်ဖြည့်ပေးပါတယ်ဒီနေ့တော့တိတ်မအားဘူးတချို့မိကွန်းလေး page မှာမေးထားတာလည်းရှိတယ်ဒီနေ့တော့တိတ်မအားဘူးဆိုတဲ့အကြောင်းကဒီနေ့ကအခုကျွန်မတို့နဲ့တွေ့နေရတယ်နော်ပြီးရင်နေ့လည်ကြလို့ရှင်ကျွန်မတို့ဒီ lunch တော့စားဖို့လည်းချိန်ထားတယ်ကျွန်မတခြားကျောင်းသားတွေနဲ့လीအခုဒီ semester မှာရောက်နေတဲ့ကျောင်းသားတွေနဲ့သူတို့ကိုလည်းဒီနိုင်ငံမှာရောက်တဲ့ချိန်မှာဘာပဲပြောတခြားနိုင်ငံတဲ့နိုင်ငံရောက်လာတဲ့အတွက်ကျွန်မလည်းသူတို့နွေးနွေးထွေးထွေးဆက်ဆံပေးဖြစ်တယ်ဘာလို့လဲဆိုတော့အားလုံးကတော့နိုင်ငံတဲ့နိုင်ငံရောက်တော့လည်းစိုးရင်စိတ်တွေရှိနေတတ်တယ်လीနော်အဲ့တော့ကျွန်မသူတို့နဲ့ဒီနေ့ lunch တော့စားအောင်မယ်ပြီးရင်တော့လည်းကျွန်မနေတဲ့နေရာပြန်အောင်မယ်ဆိုတော့ဒီနေ့တော့ကျွန်မတိတ်မအားဘူးကျွန်မအားတဲ့ခါကျမှပဲ page မှာပြန်ဖြည့်ပြပါမယ်နော်အားရင်တော့ဖြည့်ပေးပါတယ်မအားရင်တော့လည်းကျွန်မလည်းဖြည့်ပေးဖို့ချိန်မရှိဘူးပေါ့ခါကျရင်သူများနဲ့စကားပြောနေချိန်ကျကျွန်မလည်းစာရီပို့လာခင်တွေ့နေပြီပဲကျွန်မဖြည့်ပေးလို့မရဘူးပေါ့နော်အဲ့တော့လည်းစိတ်ရှိကြပါနဲ့စောင့်ပေးရတော့လည်းကျေးဇူးတင်ရှိပါတယ်နော်နားလည်ပေးရတော့လည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ F2 ကအလိုလိုမရဘူးဆိုတော့သိထားလို့ဆိုမြဲ F2 လိုလိုရလည်းနီးလန်းနေရှိပါတယ်ကျွန်မ page မှာလည်းတင်ပေးပူပါတယ်เนาะ F2 ကနေပြီးတော့ status တွေပြောင်းလို့ရပါတယ်เนาะ TPS temporarily protected status မြန်မာနိုင်ငံအတွက်ထုတ်ပေးထားတဲ့ status တွေပြောင်းလို့ရတယ်လို့နောက်ပြီးလို့ရှိရင် F2 ကနေ F1 လည်းchange လို့ရတယ်နောက်ပြီးလို့ရှိရင်သူတို့ကတော့ EB3 တင်မယ်ဆိုလို့ပြောပါတယ် EB3 ဆို American နိုင်ငံမှာ green card ရတဲ့ work permit ပေါ့เนาะအဲ့ဒါတင်မယ်လို့ပြောထားပါတယ်အဲ့တော့သူတို့အနေနဲ့သူတို့အနေနဲ့လည်းဒီနိုင်ငံမှာရောက်လို့ရှင် status တွေချင်းမှုသူတို့စဉ်းစားထားပါတယ်အဲ့တော့သူတို့လည်းဒီနိုင်ငံမှာအလုပ်လုပ်ရအောင်လုပ်ပြီးတော့ဒီနိုင်ငံမှာကြောင်းပြီးလို့ရှင်လည်းgreen card နဲ့ status ရအောင်လုပ်တော့ဖို့စီစဉ်နေရှိပါတယ်ရှင်ကျွန်မလည်းသူတို့အတတ်နိုင်ဆုံးတော့ကူညီပေးသွားမှာပါမအေးရလည်းကျွန်မကိုလည်းအားကိုးရတဲ့သူတို့ကိုလည်းကျွန်မလည်းအကောင်းဆုံးဖြစ်အောင်လို့ကူညီပေးသွားမှာပါကျွန်မလည်း American နိုင်ငံမှာနေရဆိုလို့ရှင်အခုဆိုရင်19နှစ်ရှိနေပြီဖြစ်တဲ့အတွက်ကိုလည်းဒီနိုင်ငံအကြောင်းတွေလည်းတော်တော်များများနားလည်တဲ့အတွက်ပေါ့သူတို့လည်းကူညီပေးသွားဖို့လည်းစဉ်းစားထားပါတယ်ဟုတ်ကဲ့ပါအခုဆိုလို့ရှင်ပြည့်စုံပြီလို့တော့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးထူးတင်ရှိပါတယ်